ဟုတ်ကဲ့နောက်ထပ်ကျွန်မတစ်ခုထပ်ပြောပြပါမှာတော့ hand to ပါ hand to ကဘာတွေတော့အသုံးပြုလဲဆိုလို့ရှိရင်ဒီကျွန်မတို့ဒီဆွဲထားတဲ့ app ဘုတ်ကိုရွှေ့ရခြင်းတွေကဥပမာကျွန်မတို့ဒီအလဲမှာမထားခြင်းဒီဖက်ကိုရွှေ့ခြင်းလဲဆိုလို့ရှိရင်ဒီ app ဘုတ်ကိုဒီဖက်ကိုရွှေ့ခြင်းလဲဆိုလို့ရှိရင်ဒီမှာ hand to short key ကတော့ h ပါ hand to လေးကိုယူလိုက်ပြီးတော့ဟိုဘက်ဒီဘက်ဒီလိုမျိုးဆွဲလို့ရွှေ့လို့ရပါတယ်ဟုတ်ကဲ့ပါနောက်ထပ် short key တစ်ခုလေးကျွန်မပြောပြချင်ပါတယ်အရင်လွယ်ကူပါတယ်အဲ့ hand to ကိုအကယ်၍ကိုကဥမာဒီမှာ shape to လေးကိုယူထားတယ် shape ဆွဲနေရင်တန်းလန်းနဲ့ကျွန်မတို့ကဒီ app ကိုဟိုဘက်ရွှေ့ချင်တယ်ဆိုလို့ရှိရင် space bar လေးတစ်ချက်ပုတ်လိုက်တဲ့အခါမှာ hand to ဆိုတာလေးပေါ်လာပါလိမ့်မယ်ဟုတ်ကဲ့ပါအဲ့ hand to လေးနဲ့ဟိုဘက်ဒီဘက်ရွှေ့ရင်လည်းအဆင်ပြေပါတယ်ဟုတ်ကဲ့ပါအားကတော့ hand to အသုံးပြုပုံလေးပါနောက်ထပ်ဒီလေးတစ်ခုကိုကျွန်မပြောပြချင်ပါတယ်ဥမာဒီကျွန်မတို့ဒီ app ကိုအတိုးအချက်အနီးကအဝေး share ချင်တယ်ဆိုလို့ရှိရင် zoom 2ကိုအသုံးပြုရမှာဖြစ်ပါတယ် zoom 2ရဲ့ short key ကတော့ z ပါ zoom 2ကိုယူလိုက်ရင်ဒီမှာအပေါင်းလက္ခဏာလေးတွေ့ရပါလိမ့်မယ်အပေါင်းလက္ခဏာလေးနဲ့ click တစ်ချက်နှိပ်လိုက်ရင်ချဲ့သွားပါလိမ့်မယ်ကိုယ့်ရဲ့ app ကိုချဲ့သွားတာဖြစ်ပါတယ်ကဲကိုကပြန်ပြီးတော့ short ချင်တယ်ဆိုလို့ရှိရင် order key လေးကိုနှိပ်လိုက်ရင် minus ဖြစ်နေပါလိမ့်မယ် order key လေးနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ click လေးတွေတစ်ချက် click လိုက်တဲ့အခါမှာပြန်ပြီးတော့ short သွားပါလိမ့်မယ်ဒါကတော့ zoom 2ရဲ့ option လေးဖြစ်ပါတယ်အဲဆိုလို့ရှိရင် hand to နဲ့ zoom 2ကိုလည်းနားလည်သဘောပေါက်သွားပြီလို့ထင်ပါတယ်။နောက်ထပ်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ fade color နဲ့ stroke color ပဲဖြစ်ပါတယ်။ဒီ fade color နဲ့ stroke color ကလည်းဒီ Adobe Illustrator အသုံးပြုတဲ့အခါမှာအရန်ကိုအသုံးဝင်တဲ့အားလုံးတိတိကျကျသိထားတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ fade color နဲ့ stroke color ကကျမတို့ဥပမာဒီမှာ shade ကလေးတစ်ခုဆွဲလိုက်မယ်ဆိုလို့ရှိရင်ဟုတ်ကဲ့ဒီမှာကျမက fade color ကိုအမဲပေးထားတဲ့အတွက်သူက fade color အမဲဖြစ်ပြီးတော့ stroke ကိုကျမက none ပေးထားတဲ့အတွက်ဒီမှာ stroke ကမပေါ်ဘူးဖြစ်ပါလိမ့်မယ်အဲဆိုရင်ကျမတို့က stroke color ကိုဖြစ်ချင်တယ်ဆိုလို့ရှိရင် double click နှိပ်လိုက်ပါနှိပ်ပြီးတော့ကိုဖြစ်ချင်နှိပ်လိုက်တဲ့အခါမှာ box လေးကြားလာပါလိမ့်မယ်အဲ့ဒီခါကျလို့ရှိရင်ကိုဖြစ်ချင်တဲ့ color လေးကိုလက်မှတ်လိုက်ရင်ဒီမှာ stroke color ကအနီး fade color ကအမဲဆိုတာလေးကိုကျမတို့ရပါလိမ့်မယ်တကယ်ကိုက fade color ကိုအနီးဖြစ်ချင်ပြီးတော့ stroke color ကိုအမဲဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာပြထားတဲ့မြားလေးကိုလည်းနှိပ်လို့ရတယ်လို့ကျမတို့ keyboard မှာ shift H ကိုနှိပ်လိုက်လို့ရှိရင်လည်း color က reverse အနေနဲ့ပြောင်းပြန်ဖြစ်သွားပါတယ်ကဲပါဒါက stroke color fade color အလုပ်လုပ်ပုံမျိုးအကယ်ကိုက fade color မလို့ချင်ဘူးဆိုလို့ရှိရင်ဒီအရာဝတ္ထုကလေးတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးရင်ဒီမှာ fade ကိုထောက်ပြီးတော့ကျမတို့ဒီဘေးမှာအမားချစ်လေးပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်လို့ရှိရင်ကျမတို့ fade color မရှိတော့ဘဲနဲ့ stroke ပဲကြံခဲ့ပါလိမ့်မယ်ထို့နည်း၎င်းပဲကဲရေးကျမတို့က fade color ပဲလုပ်ချင်ပြီး stroke color မလုပ်ချင်ဘူးဆိုလို့ရှိရင်လည်း stroke ကိုတစ်ချက်နှိပ်ပြီးတော့ဒီအောက်မှာအမားလေးကိုချစ်လိုက်တဲ့အခါမှာ stroke color မပါတော့ဘဲနဲ့ fade color လေးဖြစ်သွားပါလိမ့်မယ်ဟုတ်ကဲ့ပါနောက်ထပ်တစ်ခုကတော့ကျမတို့ဒီ stroke ကအထူအပါကျမတို့လုပ်လို့ရပါတယ်ဘယ်မှာတလုပ်လဲဆိုကျမစောစောပြောခဲ့တယ်လို့ပဲ control bar မှာတလုပ်တော့ပြီးတော့အသုံးပြုရပါတယ်ကျမတို့အကယ်ဒီ stroke ကိုကျမတို့ကအခုက1 point ထားတဲ့အတွက်သူကဒီလောက်ပဲစားဖြစ်မယ်သူထပ်ထူချင်တယ်ဆိုလို့ရှိရင်သူဒါမှမဟုတ်ရင်သူထပ်အများကြီးထူချင်တယ်ဆိုလို့ရှိရင်ကျမတို့ဒီမှာရွေးလို့ရပါတယ်ဒီမှာပေးထားတဲ့ option တိုင်းလုပ်ပဲကိုလိုချင်တဲ့အထူတိုင်းလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာကျမတို့ခဏန်းလေးတွေရိုက်ထည့်ပြီးတော့ရွေးလို့ရပါတယ်ဒါကတော့ stroke အထူအပါပါ fade ကိုတော့အထူပါမလုပ်လို့မရဘူး stroke ကိုတော့ကျမတို့အထူအပါလုပ်လို့ရပါတယ်ဟုတ်ကဲ့ပါအဲဆိုရင် fade color နဲ့ stroke color ဖြည့်ပုံဖြည့်နည်းလေးတွေတည်သွားပြီလို့ထင်ပါတယ်ကျွန်တော် channel လေးကိုလည်း like subscribe နဲ့ခေါင်းလောင်းဘတ်တန်လေးကိုနှိပ်ထားပြီးတော့အားပေးပေးပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ